ရှိပစီစာရွက်ဖျားသခင်မကယ်နိုင်တဲ့နေ့မှာဟန်ဝတ်ထဲကနေငါနဲ့ငါရဲ့ biography ကိုမွေးတယ်စောင်းကျိုးလည်းမပါလာရောင်လည်းမလင်းဓာတ်တိုင်ပြီးကြပြာရွတ်နေတဲ့ဘိုးကြီးမင်းငါပါပဲဘဝရောင်မြစ်ထဲပြန်မရတော့တဲ့နေ့ပက်လက်မျိုးကြီးသတိရစရာဆိုလို့အခုတ်ခံရတဲ့ပြက်ကလေးရဲ့လွမ်းစရာဆိုလို့အခုလိုက်ရတဲ့ဆွဲယုံလေးရဲ့အိမ်မဟာလူကြီးတိတ်တဲ့ပလက်ဖောင်းမှာတည်ခဲ့ရပေါ့ဒီဓာတ်ကရှင်ဝါကိုတဲ့ထိုးပြီးဟော်ဒီဓာတ်ကတော့နောက်ကျောကနေတိတ်ဆိတ်လာခဲ့တာပါဒါကတော့နန်ချားကိုဖောက်ဝင်လာတဲ့ဓာတ်ပေါ့ကဲပြောပါချစ်စရာပန်းဝင်နေနဲ့ကျွန်တော်တည်ခဲ့တဲ့စာပနာမှာဘသူတွေအိမ်မက်ပေးဖို့ကြံသေးလေဆိုတာနေမခဖြစ်ပါတယ်